ယူပြီးတော့လေဆရာတိုင်းတော့တစ်ခါပြောသေးတယ်ကွာယူပြီးတော့ဒီကောင်ရှောက်သွားတာလေကောင်ဗီဒီယို record တွေလည်းမှတ်ထားတယ်ဒီကောင်သွားတဲ့မှတ်တမ်းအဲ့လိုစောက်ယူလို့ပဲရှောက်သွားတာကောင်ရေမြောင်းအောက်ကပိုက်လိုင်းကြီးမှာဒီကောင်ဝင်အိတ်တယ်အစုံရှောက်လို့ဒီကောင် experience ကိုရိုက်ထားတာဒါပေမဲ့သုံးပြီးဝိုင်းသွားအသွေးသားလို့တစ်ဖက်အစ်စ်ပြန်ဖြစ်တယ်လို့ feeling ဖြစ်သွားတယ်ပြောအဲ့လိုမရှိဒါပေမဲ့ယူနေတဲ့အချိန်မှာပုတ်ကိုတော်တော်ထိန်နိုင်ပါအချက်ရထိန်နိုင်ပါထက်စားရကွာအဲ့လိုလွတ်ကျွတ်ကွာကိုအဲ့လိုအနှောက်ယှက်ပေးမဲ့လူမရှိတဲ့နေရာကိုသွားယူလိုက်ပေါ့အဲ့လဲဆိုကိုဆောင်ယူနေပြီဆိုရင်ကွာဘေးလူတွေကကိုမြင်တော့မှာပါဟုတ်အားရောင်ဒီကောင်ဆောက်ယူပါဘာရှော့လို့ဒီချို့ဒေါ်လာထွက်တဲ့ကောင်လေးဆိုရင်လာရိုက်အဲ့လိုလုံးလို့ရှင်ကို trade နှောက်ယှက်ဖြစ်ဒါ trade လို့ပြောပါတော့ grind ဒီဆိုတာယူသေးတယ်အေးအဲ့လို trade တော့မို့တွေလည်းကောင်းပါလေအေးပါနော်ဟုတ်ကဲ့နေလာလာလေအေးမလေးဆိုတိုက်ကြိုက်နေမှာဆိုင်ကျန်ပါကျအားကြောင့်ဘယ်လိုပြောသူရဲ့စိတ်အချိန်တွေကပုံမှန်မဟုတ်လို့ပေါ့အဲ့လိုပြောအောင်ဆိုင်ကယ်လေးမှုတုံလိုက်ပြီဆိုရင်ကွာလူကဘာစားဖြစ်တာလဲဆိုတော့ကိုယ့်ရဲ့မတိစိတ်မှာကြဲအောင်နေကိုယ့်ရဲ့ trauma တွေကိုယ့်ရဲ့တတ်မှာအတိတ်ကတန်းရကွာပြီးတော့ကိုဖြစ်ချင်တဲ့အနာဂတ်တွေကွာကိုယ့်ရဲ့ soul တွေပါအဲ့လိုရှုပ်ထွေးတယ်ကွာအဲ့ဟာတွေအကုန်လုံးနဲ့ရောက်သွားတဲ့အတွက်အဲ့ဒီခါတွေအကုန်လုံးရင်ဆိုင်ရတော့ဒါပေမဲ့ကိုစိတ်ထဲမှာပဲဖြစ်နေတယ်ဆိုရဟာမျိုးသိဖို့လိုတယ်ကွာခုနကလိုခံစားချက်တွေကတော့ဖြစ်မှာပဲကွာပုံမှန်ထက်ပိုပြင်းထန်တယ်ကွာမှုစားလိုက်တယ်ကွာမှုစားလိုက်တဲ့အတွက်ငါတို့ကအစိတ်တင်သွားလို့လိုပဲကွာမှုတောက်တယ်ပေါ့ရက်ကွက်တွေတယ်ကွာကြွားတွေမှာခေါ်ရဲဆိုမဟုတ်ကြွားတွေမှာဆိုမှုတောက်တယ်လို့ခေါ်မှုတောက်တယ်လို့ဖြစ်သွားတယ်တော့ကွာငါတို့ကပြီးတော့တော့ psychedelic မှုလည်းဖြစ်တဲ့အတွက်hide တာ psychedelic မှုလည်းဖြစ်တဲ့အတွက်ကွာကို hide တာငါတော့အဲ့လိုထင်တာမန်ဂျာထဲမှာစားတဲ့မှုမျိုးဆိုရင်ရောအဲ့လောက်တော့ hide မှာမဟုတ်ဘူးနော်အဲ့တော့ psychedelic မှုမျိုးစားကြဖြစ်လေ psychedelic မှုဖြစ်တဲ့အတွက်ခုနကလို feeling မျိုးပေါ်လာတာမန်မှုမျိုးဆိုရင်တော့နော်တာမန်မှုမျိုးပဲကြော်စားရင်အဲ့လိုဆိုမှုတောက်ပြီးအိတ်ကွာအဲ့လောက်ကတော့ဘာမှမဖြစ်ဘူး